တာကတော့ရေခဲတစ်တာတန်ရှင်းလုပ်ပြီးသွားပြီးတော့နှုတ်ပေါင်ပေါင်ရေခဲချောင်းလေးတွေလုပ်ပြီးတော့ထည့်ထားတာလေးဖြစ်ပါတယ်ကြည်လင်ပြီးတော့တောက်ပြောင်းနေရတယ်။အနေကင်းတော့ငါနိုးပေါင်ပုံလုပ်ဖို့အတွက်နိုးရေချိုတာက6လီတာပေါ့နော်။ရေ6လီတာနဲ့200 ml လောက်ရှိမှာပေါ့နော်။အဲ့ဒါလေးကိုမနိုးပေါင်ပုံလုပ်တာဘယ်နဲ့ထုတ်ရလဲဆိုလို့ရှင်56ထုတ်ရတယ်56ထုတ်အဲ့ဒါအခုရှေ့မှာတော့ဒီလိုမျိုးဖြန့်ထားရတယ်ပေါ့နော်ဖြန့်ထားပြီးတော့ကကြတော့ပို့ကျန်တဲ့အထုပ်တွေကတော့အနောက်ကရေခဲတက်တာထဲမှာထည့်ထားတယ်ဒီလိုတစ်ထက်ခဲသွားပြီးခါမှာနောက်တစ်ခါထပ်ပြီးတော့အဲ့ခဲပြီးသားတွေကိုပြန်စုပြီးတော့ခါကြတော့မခဲသေးတဲ့ဟာလေးကိုပြန်ဖြန့်အဲ့လိုမျိုးလုပ်ရတာပါတခါတည်းနဲ့အဲ့လိုမျိုးစုပြုံပြီးတော့ထည့်လိုက်လို့ရှိရင်လေရေခဲချောင်းတွေကမခဲဘူးကြားလဲမခဲဘူးအဲအကြောင်းမလို့ချောင်းလေးကိုဖြန့်ထားရပါတယ်မဖြတ်ဘဲနဲ့ထပ်ထားလို့ရှိရင်ရေခဲချောင်းကခဲမမြန်ပါဘူးရေခဲတန်ရှင်းမလုပ်ခင်ကပုံနဲ့တန်ရှင်းလုပ်ပြီးသားပုံနဲ့ကိုလည်းရှင်းပြပါဦးမယ်ဒါကတော့ရေခဲတစ်တာတန်ရှင်းမလို့ရသေးခင်အပုံဖြစ်ပါတယ်ရှေ့တစ်ပတ်တုန်းကကလေးတွေကြောင်းပိတ်ရက်တွေဆက်နေတဲ့အတွက်ကြောင့်မလို့ကျမရေခဲတစ်တာထဲမှာရေခဲချောင်းတွေအပြည့်ဖြည့်ထားတာပါအဲ့ဒါကဒီနေ့မှာကုန်သွားတဲ့အတွက်ကြောင့်မလို့ရေခဲတစ်တာလေးကိုတန်ရှင်းလုပ်ပြီးတော့ရေခဲချောင်းလေးတွေအသစ်ထည့်ထားတာဖြစ်ပါတယ်ရှင်အားလုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်